မင်္ဂလာပါရှင် Oreo Book for You ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆီယာမယူနွယ်လင်းရေးသားထားတဲ့ကိုကားမကိုလူပါဆိုတဲ့စာအုပ်ထဲကကိုအိမ်မက်အပေါ်ကိုတစ္ဆာရှိပါဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ဒီနေ့ဒီချိန်အထိကိုဝါသနာအိမ်မက်တွေအတိုင်းဖြစ်အောင်စ조사ရုန်းကန်နေတဲ့လူတချို့အတွက်ဒီစာပိုက်လေးကတထောင်တဏီယာကနေအသုံးဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။ကိုအိမ်မက်အပေါ်ကိုတစ္ဆာရှိပါကျမဘဝတစ်လျှောက်လုံးမှာကိုဖြစ်ချင်တာတွေကြီးခေါင်းမမာနဲ့ရွေးချယ်တတ်ခဲ့တဲ့အကျိုးရလဒ်ကတော့ကိုလှုပ်ချင်တာတွေသာလှုပ်ခွင့်ရတဲ့ရှင်သန်မှုကိုရလိုက်တာပါပဲစိတ်တော့ရှည်ရတာပေါ့ကွယ်ဥပမာပတ်ဝန်းကျင်မဆိုထားနဲ့ကျမမိဘတွေရဲ့အမြင်ကျမမိတ်ဆွေအတိုင်းအဝိုင်းတွေအမြင်ကုံပြောရရင်ကျမအပေါ်အမြင်ကိုကမှကြီးကြီးတက်ချမ်းသာတဲ့မိသားစုမယ်မွေးဖွားလာရသူမှမဟုတ်ပဲကျမစီမယ်ရွေးချယ်စရာတွေဟာဘလောက်များများပိုရှိနေမယ်ထင်လဲဝါသနာနဲ့ငွေဟာပြိုင်တူတွဲလျက်ရောက်လာဖို့ရာမှာကျမတို့ဟာအချိန်ကိုတော့ရင်းရမပေါ့လေဒါတီကပဲလူတွေတိတ်ကိုစိတ်မရှိနိုင်ကြဆုံးအပိုင်းမို့လားနောက်ဆုံးမှတော့ဒီလိုကနေပဲတော်တော်များများလဲလက်လျှော့ကုန်ကြပြီးတင့်တော်တာလေအဆင်ပြေတာလေရှာလို့ရတော့တဲ့အခြေအနေနဲ့သာအဆုံးသတ်ရတော့တာပါပဲဂုံလေးငွေလေးကတော့ဘာနေရှိထားမှဖြစ်အောင်ပါကိုကျမလည်းပဲဒီလိုဖိအားပေးမှုတွေကိုဘဝရဲ့လမ်းဆောင်လမ်းကွာတိုင်းမှာကြုံခဲ့တာပေါ့နင်ဖြစ်ချင်တာကိုထိုင်ဆောင်မနေတော့နဲ့လောလောဆယ်ဖြစ်သစ်ဖြစ်တိုက်တာကိုသာရွေးဟဲ့ဆိုတဲ့အတန်လေးတွေပေါ့ကျမကတော့ဗီဇကိုကခေါင်းကြောအင်မတန်မာသူမို့လှုပ်ချင်တာမလှုပ်ရမချင်းပေကတ်တေလီပြီးကိုလူပြောသူပြောခံဆောင်ပစ်တာဝါသနာတစ်ခုအရင်ပြုပြီးငွေရှာဖို့မှာကိုဟာကျွမ်းကျင်အစစ်ဖြစ်ဖို့တော့လိုတယ်မို့လားနော်တင်ပေးပြပေးမဲ့သူလိုမယ်တက်ဖို့မှတ်ဖို့ဇွဲဝရိယလိုမယ်ငွေအားလူအားကူပေးမဲ့သူအဆက်အသွယ်ကောင်းတွေကိုရှာပေးဖွေပေးပြီးဖေးမပေးမဲ့သူစတာတွေရောပေါ့လေလောကမယ်ဘလို့ပညာရက်ကများဟက်ချလောင်ဆိုပြီး3-4လအပြတ်နဲ့ professional အဆင့်ထိရောက်လာရလောက်အောင်လွယ်နေလို့တော့ကွယ်သို့ပင်မဲ့ဓာရီထိုက်တွေးတော့ရောဘာထူးမရုံခက်ခဲနေတိုင်းအိမ်မက်တွေကိုသာလက်မိုင်ချဆွန့်လွတ်တတ်ဖို့လူတိုင်းရွေးချယ်ပစ်ခဲ့ရင်လောကမယ်ပါရမီရှင်တွေအတော်ဆုံးအမှုပညာရှင်တွေဘယ်ရောက်လာတော့မလဲကျမကတော့အချိန်တွေဘလို့ပဲနောက်ကျမှကိုလိုချင်တာဖြစ်ချင်တာလှုပ်ခွင့်ရပါစီအောင်တော့ကိုအိမ်မက်ကိုတစ္ဆာရှိဖို့အပီးဆွန့်လွတ်မပစ်လိုက်ဖို့ကိုတော့တော်တော်လေးအလေးထားပါတယ်အခွင့်အရေးရမှသာကိုဟာစာလုံးရေးစပြရရင်ဘယ်ချိန်ကြခါမှဒီအခွင့်အရေးဟာပေါ်လာမတုံးနော်ဆိုတော့လှုပ်တဲ့လှုပ်ထိုက်တာကြီးလှုပ်ရတော့မဲ့အခြေအနေရောက်ခဲ့ရင်တော့ကိုရည်ရွယ်တဲ့လမ်းနဲ့တိတ်ကိုအလံမဝေးသွားဖို့တော့အားစိုက်ရတာပေါ့ငွေရှာတာလဲရှာလှုပ်เสียရှိတာလဲလှုပ်အိမ်မက်နဲ့နီးစက်ရာတင်ယူကြင်ကြံထားရမယ့်ကိစ္စလေးတွေအတွက်လည်းအချိန်ပေးရတာပေါ့နော်ဆိုပါစို့ရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်ချင်သူကကင်မရာကြီးမဝယ်နိုင်ခင်မှာပိတ်ရက်လေးတွေမဲ့ကိုရှိတဲ့ဖုန်းလေးနဲ့တင်တငယ်ချင်းတွေကိုကူခိုင်းပြီးဗီဒီယိုပတ်ရိုက်တာမျိုးဖက်ရှင်ဒီဇိုင်နာလုပ်ချင်သူကလည်းအားတဲ့ချိန်မဲ့တက်စရာရှိတာတက်တင်စရာရှိတာကြိုတင်ယူရင်းကတက်နိုင်တလောက်ဒီဇိုင်းတွေဖန်တီးကြည့်တာမျိုးဟောလေးရင်မဲ့ဖြစ်ချင်သေးလားကျောင်းတစ်ဖက်အလုပ်တစ်ဖက်ကနေပဲဘာသာစကားတင်ယူတာရေကူးတင်တာစမတ်ကြအောင်ဝတ်တာစားတာပေါင်းသစ်ဆက်ဆံတာစတာတွေကိုလည်းအချိန်ရတိုင်းလေ့ကျင့်ပေါ့လေကျမများတော့စာရေးဆရာမယူနေရင်ကစာအုပ်တွေရချီဖက်စာရီအားတိုင်းရေးနဲ့ခုကိုပဲဒီစာအုပ်မှာစာရီလာရေးနေရတာပဲကြည့်ကျမကရှင်တို့ကိုအခွင့်ရေးလိုဟာတွေကိုထိုင်ဆောင်မနေစေချင်ဘူးဆိုတာကအခွင့်ရေးဆိုတာမျိုးကြကိုကငါအစင်သစ်ဖြစ်ပြီးဟေ့ဆိုပြီးអော်လိုက်တိုင်းရောက်လာမယ့်အရာမဟုတ်ဘူးရဲ့လောကမယ်ရှိရှိသမျှ opportunity တိုင်းဟာရှင်တို့ ready ဖြစ်စေမဖြစ်စေသူ့ဟာနဲ့သူတကွေးမဟုတ်တကွေးကြုံနေရအောင်ပါပဲကိုကဒီအရာတွေကိုဘွားကနေ view ကနေမြင်ဖို့ကြကိုဟာဒီအတွက်တစ်ချိန်လုံးလိုပြင်နေစင်နေပါမှသတိထားမိတော့မှာကိုစိတ်အားထက်သန်မှုဆိုတာမျိုးကတော့ကိုကနေခွာလိုက်ကတ်လိုက်မို့လား motivation ရမှသာထကြိုးစားဖို့သတိရတယ်ဆိုရင်တော့အိမ်မက်တွေဘာတွေလဲမတ်မနေတော့နဲ့ပေါ့လေရီမန်းချက်ဆိုတာမျိုးဟာအကောင့်အထည်ပုံမှုဆိုတဲ့ရုပ်ပိုင်းဆိုင်ရာကူမသူဟာအသက်ဝင်တာဒီအတွက်စိတ်တွင်းအားမှကြရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနေ့စဉ်လောက်ရက်ကနေအစပြုရင်းပဲတွင်းရတိုက်ရထုတ်ကိုထုတ်ရတဲ့ဟာပဲအ ਨੇ ဆုံးတော့
ကျမတို့စိတ်မလာသေးရင်တောင်ဒီအရာဟာကျမတို့ဝါသနာအရင်ခံတဲ့အိမ်မက်ဖြစ်တာမို့တခြားဟာတွေဖိလို့ရတာထက်တော့အပုံကြီးတာမှာပေါ့ကိုရီးယားအေရှန်ကစ်တွေဆိုတော့မိဘဖြစ်စီခြင်းတဲ့အိမ်မက်တွေကြီးအရင်လျှောက်ပြလမ်းပြရတာကျမနားလဲသားပဲသို့တော့ကျမကတော့ရှင်တို့အိမ်မက်ဟာစောတီနောက်ကြသည်မဆိုရှင်တို့မေးဖြစ်ခါမှာလက်လွတ်ရမယ့်အရာမို့အကြောင်းပြချက်တွေစင်ကြီးစင်လက်တွေတော့ပေးမနေစီခြင်းမူပေါ့လေသူများတွေကြည့်ကြည့်ကဘာကျော်ဘီလီယံနာတွေတောင်ဘယ်ဘဝကနေစတာတို့ညာဘဝကနေစတာတို့ရှင်တို့လည်းသတင်းတွေပါရီမဲ့ဖတ်ရတယ်မို့လားကိုကြကမှမိဘကဘာဖြစ်လို့နိုင်ငံကဘာဖြစ်နေလို့အကြောင်းတွေကြီးထိုင်မတွေးနဲ့တော့လေဒါပေါ့ရေကန်မြေကန်ကောင်းအောင်ပါမှလည်းစူးစားရကြိုးနှက်ပြီးထိတ်ရောက်ဖို့လွယ်မှာကိုတို့ပေသည့်ရှင်တို့အိမ်မက်ဖြစ်လာဖို့မှာကရေကန်ရောကြပင်မှာတင့်ကိုတင်မှာဖြစ်တော့မှာလားပေါ့ကိုမွေးတဲ့ကမပိုင်ဆိုင်လာတဲ့အခွင့်အရေးတွေကိုကွန်ပလိန်တက်နေမယ့်အစားတခုခုထားလုပ်လိုက်တာဟာပိုမကောင်းဘူးလားကျမပြောတဲ့အည်အသွေးဆိုတာဟာလည်းအဲ့ဒီလိုဟာမျိုးပေါ့ဒိတ်ကျဲတော်မနေလဲကိုသွားမဲ့လမ်းစီတော့ကိုဖြောင်းအောင်ရှောက်တတ်တာမျိုးကိုဖြစ်ချင်တဲ့အိမ်မက်စီကိုရောက်အောင်ကိုဖောက်မီဆိုတာမျိုးမှန်လေးလဲလိုမယ်အကြံလေးလိုမယ်နောက်ကိုအိမ်မက်အပေါ်ကိုတစ္ဆာရှိဖို့လဲလိုမယ်ရဲ့ထားပါတော့ကိုကအိမ်အောင်ဘာညာစောစောစီးစီးကြပြူသွားရင်ကလေးတွေဘာတွေနဲ့ကိုအိမ်မက်တွေကြောင်ထိုးခဲ့ရရင်တော့ကလေးတွေကြီးတော့တခါကြောင်ကပြန်ရှာဖုတ်ဖက်ခါဖုံပါညာတုတ်ပြီးပြန်စပေါ့မတိမချင်းအချိန်ရှိသေးတပါတော့ဘာရီများထပ်ဆောင်ကျင်နေသေးလို့တော့အလားတူပဲဆိုပါစို့ကိုကဘလို့ချစ်သူမျိုးဘလို့စိတ်ထားရှိတဲ့အမျိုးသားမျိုးနဲ့မှလက်တွဲချင်တာကိုစတဲ့အိမ်မက်မျိုးပဲရှိအောင်တော့မလားဒါမျိုးပါဆန်နဲ့မစုံမချင်းလမ်းမဲ့ကြုံသမျှ round ပါဆန်တွေကိုရှောင်လိုက်တာကရောကို dream ကို respect ထားတာစိတ်ရှည်လိုက်တာပဲမဟုတ်ဘူးလားဘယ်ကိစ္စမျိုးမဆိုကတော့တည်တည်ကြီး process တွေ plan တွေတော့လိုမှာပဲစီးပွားရေးလုပ်ငန်းတွေများတော့ business plan အရင်ကြိုဆွဲရသေးတာမို့လားရီမန်းချက်လိုဟာများကတော့ပို့လို့တောင်အစီအစဉ်သေးချာလိုအောင်မတော့ plan A ဖြစ်မလာရင် plan B ကနေတိုးမယ်သူ့အလုံးမဖြစ်တော့လဲခဏရက်စမ်းနဲ့လာစမ်း plan C ပေါ့ကွယ်အဓိကဟာအစီအစဉ်ကြသည်ဖြစ်စေမကြသည်ဖြစ်စေကို plan ကိုလိုက်နာတဲ့ set discipline ရှိဖို့ပါပဲအကောင့်ထဲပေါ်ဖို့ဆိုတာဟာ day 1ကနေ9ရောက်သည့်အထိဖြစ်စဉ်အားလုံးကအကျုံးဝင်ပါတယ်လဲကျမှုတွေရောရှုံးနိမ့်မှုတွေရောပေါ့ကွယ်ကျမကတော့တခြားမဲ့သာစိတ်ပြော့ခြင်းပြော့မယ်ကျမအိမ်မက်နဲ့ပတ်သက်လာရင်တော့ပတ်စံလျှော့300လဲတီးခန့်တယ်လူပြောသူပြောဖိအားတွေလာလဲဇွတ်အားခံတာပဲမဖြစ်လာနိုင်ဘူးဆိုပြီးရဲကြဟားကြတာတွေလဲကြုံဘူးသားပဲမိဘတွေကိုယ်တိုင်တောင်မှအားပေးထောက်ခံခဲ့တာမှမဟုတ်ပဲရဲ့တိတ်တော့လဲပြောတလောက်လွယ်ကူမနေဘူးပေါ့မိတို့ပင်ဆိုစီကမူအကြီးအသွေးပြေးဝတဲ့အမျိုးသမီးဆိုတာကို့အိမ်မက်ကိုတီးပြီးကို့ dream ကိုသစ္စာရှိကြတယ်ဘဝဟာခက်ခဲလီစူးစားရင်းအယောင်ပိုထွက်လီနဲ့ကြာရနေရမယ်အပင်ပေါင်းရင်းကအခွင့်အရေးရလာပြီးဆိုလို့ကတော့အမိအယဖန်ဆုံနိုင်ကြတဲ့ပုံကိုယ်တွေပါပဲကျမပြောနေကြ branded person မျိုးတွေပေါ့ကွယ်